ရာမန်နဲ့တမ်မီလီဘသူ့ကိုဘောလုံးတရားရစေခြင်းလဲဆိုတာပြောပြခဲ့တဲ့နာဇရီဘောလုံးရာသီတစ်ခုပြီးဆုံးသွားတဲ့အခါတိုင်းပရိသတ်တွေကြားမှာရေပန်းစားလေးရှိတဲ့အကြောင်းအရာတစ်ခုကဒီနှစ်ဘောလုံးတရားဆုကိုဘယ်ကစားမှရသွားမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီမှာကလပ်အသင်းနဲ့အတူဘယ်ကစားသမားတွေကခြေစွမ်းကောင်းတွေပြနိုင်ခဲ့တယ်ဘယ်လိုမျိုးစူပလာအောင်မြင်မှုတွေရောက်နိုင်ခဲ့ကြတယ်အစရှိတဲ့ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးဘယ်ကစားသမားကတော့ရတဲ့နဲ့ဘယ်ကစားသမားကတော့မရသင့်ဘူးအစရှိတဲ့ဝေဖန်တန်တွေဟာဇက်တိုက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ကလပ်အသင်းနဲ့အတူအောင်မြင်မှုစူပလာရရှိခဲ့ကြတဲ့စွမ်းဆောင်ရည်ကိုကြည့်ကြသလိုနိုင်ငံအသင်းမှာလည်းဘယ်ကစားသမားကတော့ဘယ်လိုမျိုးစွမ်းဆောင်ပြနိုင်တဲ့အစရှိတဲ့ကိုစီချင်းမြင်ချက်တွေကလည်းပြည်သက်တွေကြားမှာရောကစားသမားတွေကြားမှာပါတီးတိုးကြနေကြရတာပါအခုနောက်ဆုံးကလပ်အသင်းပွဲစဉ်တွေရောနိုင်ငံအသင်းပွဲစဉ်တွေမှာပြီးဆုံးသွားတဲ့အခါမှာတော့ဘောလုံးရောစုအတွက်ပြည်သက်တွေကြားမှာရေပန်းစားနေကြတဲ့ကစားသမား2ယောက်ကတော့ဒမ်မီလီနဲ့လာမိုင်းရာမယ်တို့ပဲဖြစ်ပါတယ်ဒီနေ့မှာပြည်သက်များစုဆိုပြတဲ့ကစားသမားကတော့ဒမ်မီလို့ဆရာမဖြစ်ပြီးပြင်သစ်သားတိုင်းစစ်ကစားသမားဟာဒီဟာဒီမှာ PSG အသင်းနဲ့အတူစွမ်းဆောင်ရည်ကောင်းတွေကိုပြသပြီး PSG အသင်းသမိုင်းတစ်လျှောက်ပထမဆုံးချန်ပီယံလိဖလားကြီးကိုကင်မြောက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်ဒမ်မီလီဟာ PSG အသင်းနဲ့အတူချန်ပီယံလိစူပလာအပြင်အမှတ်ပေးစူပလာအပါအဝင်တခြားသောပြည်တွင်းဖလားတွေကိုပါ PSG အသင်းနဲ့အတူဒမ်မီလီဟာရယူပြထားနိုင်ခဲ့တာပါ။ဘာစီလိုနာအသင်းရဲ့လူငယ်ကစားသမားလေးလာပိုင်းတော်မယ်ကလည်းအသက်အရွယ်နဲ့မလိုက်အောင်စွမ်းဆောင်ပြထားနိုင်ခဲ့တာကိုမြင်တွေ့ထားခဲ့ရတာဖြစ်ပြီး19နှစ်ဆိုတဲ့အရွယ်နဲ့ဘာစီလိုနာအသင်းကိုဦးဆောင်ပြီးလာလီဂါအမှတ်ပေးချန်ပီယံအပါအဝင်တခြားသောပြည်တွင်းဖလားတွေကိုပါရယူထားခဲ့တာပါ။အဲဒါကြောင့်ရာမယ်နဲ့ဒမ်မီလီတို့ဟာဘောလုံးဒီအောင်စုအတွက်ရေပန်းစားနေခဲ့ကြတာဖြစ်ပါတယ်။အဲလိုရေပန်းစားနေခဲ့တာနဲ့ပတ်သက်ပြီးမန်စီးတီးနဲ့အာဆင်နယ်ကစားသမားနာဇရီယာဘောလုံးရည်သွေးအကြောင်းကိုပြောရရင်လာမိုင်းရမယ်ကိုပဲကျွန်တော်သဘောကျတယ်ဒါပေမဲ့ရှေဘောလုံးစုကဘောလုံးရာသီတစ်ခုချင်းစီအတွက်ပေးရတာပါယခုနှစ်ဘောလုံးရာသီအတွက်ဆိုရင်တော့ဒမ်မီလီကဒီစုနဲ့အသင်းတော်အစုံကစားမှာပါပဲကျွန်တော်သာဆိုရင်တော့ဒမ်မီလီကိုပဲပေးပြမှာပါဆိုပြီးပြောသွားခဲ့ပါတယ်ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ